ပါရှင် မင်္ဂလာပါ ဂျာမနီကိုမိသားစုလိုက်ရွှေ့ပြောင်းနေထိုင်ခြင်းနဲ့လို့မေးထားတဲ့မိကုံးလေးရှိပါတယ်ဘယ်လိုမျိုးရွှေ့ပြောင်းနေထိုင်လို့ရနိုင်မလဲမိသားစုလိုက်ကိုပြောင်းရွှေ့လို့ရနိုင်မလားဆိုတဲ့မိကုံးလေးကိုဖြေကြားပေးလို့ရနိုင်မလားရှင် ရပါတယ်အဖြေကတော့ရွှေ့ပြောင်းနေတယ်လို့ရပါတယ်မေးထားတဲ့မေးခွန်းကိုဖြေဖို့ကြားတဲ့ခါကျတော့အမီတိပဒံကျေပြတ်နေတဲ့အတွက်အခုသိကျင်တဲ့လူတွေလှုပ်တင်တာကမြန်မာပြည်မှာရှိတဲ့အေကော့ကိုသွားလိုက်ပါအေကော့နဲ့တိုင်ပင်ဆွေးနွေးလိုက်ပါအေကော့ဒီဂျာမနီလာပြီးတော့အလုပ်လုပ်ချင်တဲ့လူပဲဖြစ်ဖြစ်ဂျာမနီလာပြီးတော့ကြောင်းတက်ချင်တဲ့လူပဲဖြစ်ဖြစ်ဂျာမနီလာပြီးတော့အမြဲတမ်းနေထိုင်ခွင့်ရချင်တဲ့လူပဲဖြစ်စေဂျာမနီမှာဂျာမန်နိုင်ငံသားဖြစ်ချင်တဲ့လူပဲဖြစ်ဖြစ်အဲ့ဒီလူတွေအကုန်လုံးအတွက်အကြံပေးနေပါတယ်အဲ့ဒီအပြင်ကိုမှအေကော့ကိုသွားလို့ရှိရင်လိုအပ်တဲ့ service ဝန်ဆောင်မှုတွေအကုန်လုံးကိုတနေရာထဲနေရနိုင်ပါတယ်ဒါကြောင့်မလို့အကြံပေးချင်တာကတော့အေကော့နဲ့ဆွေးနွေးတိုင်ပင်လိုက်ပါလို့ပဲအကြံပေးချင်ပါတယ်ကျန်တာတွေအကုန်လုံးဖြစ်လာပါလိမ့်မယ်ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်ရှင်